နာမည်ဘယ်လိုပါဆက်စမ်းမော်မမပြီးမပဲဒေသလဲပကိုတိုင်းဒီမိုက်ပုံရောက်တာတော့ကြာပြီလားနှစ်လောက်ပဲစီရယ်ဟိုးမှာတွေ့နေရတဲ့အမိုက်စက်ယုံကအမဘာလုပ်တာလဲမသိဘူးအမိုက်စက်ယုံကသူတို့ဟိုနဲ့အမိုက်ပဲရွေးတာပဲလေပလတ်စတိတ်တို့ကော်တို့ရွေးတာပေါ့ဘယ်လောက်ကြာပြီလဲအမိုက်စက်ယုံကသူလည်းနှစ်လောက်တော့စီဝိုင်းတဲထားတာဟုတ်ကဲ့အခုမဲဆောက်ထဲကလာတဲ့အမိုက်တွေကဒီလိုတိုင်းရိုက်မလာတော့ဘူးပေါ့ဒီလိုတိုင်းရိုက်မလာတော့ဘူးစက်ယုံနဲ့ပဲတုံဟုတ်ကဲ့စက်ယုံနဲ့တုံပြီးတော့စက်ယုံနဲ့တုံလို့စက်ကလှယ်လို့မကောင်းတာတွေကြမှာတပဲဒီကိုရောက်တယ်ပဲဆိုပါတော့ဟုတ်ကဲ့အဲ့ကြတော့အရင်တော့ဆိုအမတို့ဒီမှာတရက်ကိုဘယ်လောက်နှုံးလောက်ရလဲဒီအမိုက်စက်ရုံမပေါ်ခင်ကပေါ့အမိုက်စက်ရုံမပေါ်ခင်ကဆိုရင်တော့တနေ့ကို100 120အလောက်တော့ရတာဟုတ်ကဲ့အခုရောအခြေအနေကဘယ်လိုရှိလဲအခုကတော့ထက်ဝက်နှုံးလောက်တော့မှတစ်ခါကြာမရကျင်တော့$1ပေါ့ဟုတ်ကဲ့$ချစ်$1ဝယ်လောက်ပဲခုဒီမှာကျမ်းမာရေးကြတော့မတို့နေဖျားနာကြတယ်ဘယ်လိုလုပ်ကြလဲဖျားနာလို့ဆိုရင်တော့ကျမ်းမာစိတ်ကသွားကြတာများတယ်ဟုတ်ကဲ့သားသမီးပဲနေရာရှိတယ်သမီးကဒီမှာသားသမီးမရှိဘူးဟုတ်လားဒီမှာသားသမီးရှိတဲ့လူတွေကြတော့အဲ့လိုပဲကိုသားသမီးတွေအတွက်ဒီကျမ်းမာရေးတို့ကျောင်းပညာရေးတို့အတွက်ကိုစိတ်အေးရရဲ့လားနည်းနည်းပါပါအဲ့လိုမပူမပင်နေလို့ရရဲ့လားကလေးတွေအတွက်ကတော့လုံခြုံပါတယ်ဟုတ်လားကျမ်းမာရေးတွေပါလို့အဲ့လိုမျိုးတိတ်ပြင်းပြင်းထန်ထန်များဆဆဖြစ်တာမရှိဘူးလားအဲ့လိုမျိုးတော့မရှိဘူးစီးခဲ့ရင်လည်းကျောင်းသားစီးကန်းကိုဥစွာသွားကြတာများတယ်အဲ့တော့ကျောင်းကြတော့ကလေးရှိတယ်ဆိုလို့ရှိရင်9ယောက်လောက်ရှိတယ်ဆိုရင်9ယောက်စလုံးကျောင်းတက်နိုင်ရတာအဲ့ဒါတော့ဟိုနေဘယ်လိုပြောမလဲမိဘတွေရဲ့မူတည်တာပဲပေါ့နော်မိဘတွေဆင်းရဲတဲ့လူကြတယ်တော့လေအကြီးတရားကတော့အိမ်မှာထားကလေးငယ်ထိမ့်ဖို့ပြုဖို့ပေါ့နော်အိမ်ဆောင်အပေါ်ပေါ့ကျောင်းတော့ထားပြအောင်တော့လုပ်ကြိုးစားကြတယ်ပေါ့ဟုတ်ကဲ့မြန်မာပြည်မှာဘာလို့လုပ်တယ်လဲမြန်မာပြည်မှာတော့လေလောက်ကိုင်းအခုကချင်းကောင်းလာဘူးအခုတော့ချင်းနေကောင်းတယ်လေကောင်းလားကောင်းဘာဖြစ်လို့တက်လာလဲဒီစိတ်ကဒီမှာမနေချင်တာဟိုမှာနေတာဘာဖြစ်လို့လဲဟိုမှာဘာဖြစ်လို့လဲနေကြရလဲဟိုမှာပြောမှဆိုလို့ရှင်တော့ဟိုနေပတ်စံရလန်းချင်းလဲကွာတယ်လေတော့ဝပြုံးရတာလဲကွာတယ်နောက်ပြီးဟိုဈေးပညာဝယ်စားတော့လဲအမျိုးမျိုးအဖက်ဖက်ပဲပေါ့ကွာစားတယ်ဒီမှာကျန်းစော်တယ်ဟုတ်ကဲ့စီးတယ်ကိုမကြီးဒီဟောရရှိတော့အမေတူတာပြတယ်ဟောတော့အမေတူတာဆရာကမှနေတာဒီဟာပဲလုပ်ကြတယ်ဟုတ်မှနေရတယ်တခြားဘာလုပ်ကြလဲကြားကြည့်ရအကုန်လုံးကလေးမိတွေရအောင်လုပ်နေတာကလေးပူစီလေးတွေအကုန်လုံးပါလာအငယ်ဆုံးကဟမ်ဒါလည်းငယ်တာရှိသေးတယ်အကြီးဆုံးကဘယ်လောက်လဲကြီးစားယောက်ျားလေးက9ယောက်ဟာယောက်ျားလေး9ယောက်အမျိုးသားရောရောက်ခင်မောကကြတော့ဗာလုပ်တယ်အလုံးလုပ်တယ်ဆက်ရုံမှာလုပ်တယ်ဆက်ရုံမှာဒီကလေးဘယ်လိုလဲဒီကောင်ဒီကလေးရောမှာမွေးတယ်မရတော့ဘူးနာမည်ဆဲကမရတော့ဒီမှာဒီကောင်ကဆေးရုံမှာမွေးတယ်လက်တယ်နဲ့ခုကမွေးတာပဲဆေးရုံကောင်းဆေးတော့မနင်းရဝယ်ရတော့ခရီးရကလေးတို့ကြောက်သွားတော့ဒီမှာလက်တယ်ပဲလုပ်ပြီးတော့ကျောင်းနေပါလေရောထားနိုင်လားခလေးဟုတ်လားခဏရောက်ကျောင်းထားလဲကျောင်းထားတရားပဲကျောင်းထားတရားအလုံးလုံးဘယ်နဲ့တန်းရောက်ပါပြီဆယ်မအခုပဲထားဒီနေ့မှထားအခုမှစထားအခုဖိုက်ပုံကြီးကအလျံကိုနန်တယ်ကျွန်တော်တို့ဒီပတ်ဝန်းကျင်တစ်ခုလုံးပေါ့ဟိုလောက်ရှိမှထင်တယ်ဧက50လောက်နဲ့ရှိမှမသိဘူးရေကန်ကြီးကလည်းရှိတယ်ရေကန်လည်းအကုန်လုံးကဒီတစ်မျိုးလုံးကအညစ်အကြီးတွေစွန့်တဲ့ရေကန်ကြီးကိုဒီတိုင်းပဲလာထားလာတာလေအဲမှာကျွန်တော်မြန်မာတွေပြင်နေရတာအဲမှာဘလို့မှမခံနိုင်တော့အောင်နန်တယ်အောက်ကလည်းဘွက်တွေရစ်ပတ်နေတယ်အများစုကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ကလေးအမေတွေများတယ်ကလေး12လောက်နဲ့အဲ့တော့မမကြီးမှာအရန်ကို vulnerable ဖြစ်နေတာပေါ့မိခင်တွေအဲနောက်တော့ကလေးတွေပေါ့ကလေးတွေအရန်ငယ်4 5နှစ်လောက်လေးပဲရှိတယ်အများစုကကလေးမိခင်အလုံးမရှိဘူးသူတို့မှအဲဒါကြောင့်မို့ဒီမှာလာပြီးတော့လုပ်ကြရတာပေါ့အဲ့တော့ကျွန်တော်တို့တိုင်းပြည်ချင်းတွေကလည်းအရန်ကိုခက်ခဲကြမ်းတမ်းနေတဲ့အခြေအနေမှာကျွန်တော်တို့ဒီလို vulnerable ဖြစ်တဲ့လူထုတွေကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်ဝိုင်းကူညီကြဖို့လိုမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒါလည်းလုံနေတာလည်းတစ်ပိုင်းပေါ့ဘိုင်းမှာလည်းကျွန်တော်ဒီလူမှုလုပ်ငန်းတွေတော့ဘယ်ဆောက်မှာကအညာအောင်များနေတယ်ဘယ်ဆောက်ပြီးတေးလေးမှာပမာ3သိန်းခွဲလောက်ရှိတယ်။တမျိုးနိုင်ငံလုံးဆိုရင်မြန်မာအလုပ်သမားတွေက40လောက်ရှိတယ်ဒီနေရာတစ်ခုလည်းမဟုတ်ဘူးတော့ခြားဆက်ရုံတွေမှာလည်းအရန်ကိုချိုးတယ်လူမှုရေး crisis ကြီးတစ်ခုကိုမာတွေကအခုရင်ဆိုင်နေရတဲ့အနေအထားမှာရှိတယ်။အဲ့ဒါတမျိုးသားလုံးဝိုင်းကူဖို့တော့လိုမယ်လို့ကျွန်တော်မြင်တယ်ဗျ။အခုဒီမှာကြည့်ရင်Muslim community ရှိတယ်သူတို့မှာကူညီနေတဲ့နေရာရှိတယ် Muslim community မှာ
တရုတ်တွေရှိတယ်ဆိုရင်တရုတ်ဘုံညောင်းတွေရှိတယ်ကူညီနေတယ်ဒီမှာရှိတဲ့မြန်မာလူမျိုးတွေဆိုတော့ကရင်ရောရခိုင်ရောဗမာအကုန်လုံးမှာဘာမှကူညီနေတယ်ရှိအဲ့တော့အဓိကကူညီနေတဲ့နေရာကတော့ကျွန်တော်တို့ကျမ်းမာရေးကတော့ကူညီတဲ့နေရာရှိတယ်ပညာရေးကကူညီနေတဲ့နေရာတွေရှိတယ်အခုလိုမျိုးလူမှုရေးရလဲကျွန်တော်တို့ကျွေးမွေးတင်တယ်လို့မြင်တယ်ကျွန်တော်တို့အမေရိကန်နိုင်ငံလိုချမ်းသာတဲ့နိုင်ငံရေးတော့မှကျွန်တော်တို့ဒီ homeless တွေပေါ့ဗျာအဲ့ဒါတွေကိုကျွေးမွေးနေရတာပဲနေတိုင်းအဲ့တော့ကျွန်တော်တို့အခုဗမာပြည်မှာဆိုစားစရာကိုမရှိတော့လို့အဲ့လိုဖြစ်သွားတာပဲဒါတော့ကျွန်တော်တို့ကတော့ဟိုတတ်နိုင်များဝိုင်းပြီးတော့ကျွေးနေရမှာပဲကျွန်တော်ရဲ့ခံယူချက်ကတော့အဲ့တော့ကျွန်တော်တို့လည်းဟိုဘက်မှာတတ်နိုင်များကျွေးနေတယ်ခင်ဗျားတို့လည်းတော့စဉ်းစားပါ